Euma May Blanco, General Mimasai Siama, Union We, Gita Tare, Aga Mima Sule Sauga, Gabajo Passion More, Arabia Pina Shine, Gaba Sayunwe, Ilumaye Mikin, Gita Tare Sao Pite, Gabajo Ilumaguro, Luran Tijametine, Dime Dilo Iluma Omina will now Pegani, Beautiful Bigade, Amudamita Ushide, Tugaro Ilumaye Mikin, Mime Pite. The Euma May plans for a Sauga, the Ilumay Mikin Mime Yita Tare, Kurai, a Topadine, Bawa Jamana, Bonsa Tare Sao Do Pite Mimega, Nangaga Supamore, Ahara Pinashin, Pepiro, Tui Tamia Mase, Nangajo Siwai the Nation, Kavas, Chanda don't say you in Ilumale Pawane. The sound was on to my nation, Bawa, Neren Legu Chong Niram Hope. At that don't let the net Masoin, Singamada Pilabi, Kalito Yogo, Kakake, Puzu, Sound Shop, Keaboni, See a Dokamia, Gaboni, Muiji, Kakanyago, Jensen, Joroa, Keaboni. A two Nigabudo came when Hoya and 19 Ganigo, Kanda Keare, to Maha, more than Loga Remare, a day you need Kanago Ponda John. Quaja Sessan, Gabonigo, Jona Gayare, Sao Masoin, a diga a Joyang, Amune, Jipetare, Eddie Joyang, Anugaro, Ala Apa, Sonzamu, Mitazu, Omimu, Jama Isubiro, a Joyang, Anu Quaja Biro, Jitatare, Tumaya Bawa, a Dui Jonin, Leptui, a Janyago, Pumpan Lene, Winatare, Tumia Jolo, a diga, a Chega, Bawaha, made at Yolentare time, a Pilla Naimu. Dar Bemelo, Midi Yurimasu, Piotion Jam, Mato Pawago, Pansai Nine, Tour Pawago Pansai Mo, Season, Palantaku Chama and Luate Sura John, Hita Tare. Disaurema, Mimeka, Tumaya, Sunda Gary, Omia movie, Sinko movie go. Ludabi, Ado, Japan, Lumia, singing Mada Pawane, Dadamito Yago, say a pemelo, Putu, Puton Keaboni. နေရာများစွာကိုပြောင်းရွှေ့ခဲ့ရပုံတွေနဲ့အသက်အရွယ်ကြောင့်ပေါ်လာတဲ့အခက်အခဲတွေကိုကျော်လွှားပုံတွေကိုရိုးသားပွင့်လင်းစွာမျှဝေထားတယ်။သူမအသက်80ကျော်အရွယ်တွင်မှာလည်းဖက်ရှင်နယ်ပယ်၌အောင်မြင်သောစူပါမော်ဒယ်အဖြစ်ရပ်တည်နိုင်ခဲ့ပြီးဘဝရဲ့အခက်အခဲပေါင်းစုံကိုအစီအစဉ်တစ်ခုဆွဲခြင်းမိတ်အပလန်ဖြင့်ရင်ဆိုင်ကျော်လွှားပုံတွေကိုအဓိကဖော်ပြထားတယ်။ဒီစာအုပ်ကပေးခြင်းတဲ့အဓိကအကြံဉာဏ်တွေကတော့အသက်အရွယ်ရနာခြင်းကရှေ့ဆက်တိုးတက်မှုကိုမတားဆီးနိုင်ဘူးဆိုတဲ့အကြောင်းအသက်အရွယ်မရွေးပန်းနိုင်နေထားပါမိသည့်အသက်အရွယ်ရောက်ဘဝကိုပျော်ရွှင်ကျမ်းမာသောဖြတ်သန်းနိုင်ရန်အစီအစဉ်ဆွဲရမယ်ဆိုတဲ့အကြောင်းကြံဉာဏ်ပေးထားတယ်။နောက်ထပ်မိသားစုကိုချစ်ပါပြီးရင်ကိုချစ်ရတဲ့သူတွေရဲ့ဘဝကိုမပိတ်ပင်ပဲလွတ်လွတ်လပ်လပ်ရှောက်ခွင့်ပေးပါဥပမာပြောရရင်တော့သားသမီးတွေရဲ့ဝါသနာပါရာကိုမပိတ်ပင်ပဲနဲ့သူတို့ရဲ့ဝါသနာပါရာကိုရှောက်ခွင့်ပေးလိုက်ပါသူတို့လှုပ်ချင်တာကိုလှုပ်ခွင့်ပေးလိုက်ပါလို့ပြောတာပြီးရင်အလောက်တိုင်းကြိုးစားလေလေခံကောင်းလေလေတဲ့တဟာရယူဝတလကိယယူခဲ့တဲ့အကြံဉာဏ်ပေးထားတယ်အလောက်တိုင်းကြိုးစားလေလေခံကောင်းလေလေလို့အကြံပေးထားတယ်ပြီးရင်မပျော်ရွှင်ရတဲ့အလောက်ကနေပဲရဲရဲထွက်ခွာပါလို့သူမပြောထားတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လေကျမ်းမာရေးအတွက်မော်ဆေးပြားမရှိဘူးတဲ့ There's no matches beမှန်ကန်သောအစားအသောက်နဲ့လေ့ကျင့်ခန်းတည်တာအရေးကြီးကြောင်းကိုဖော်ပြထားတယ်။စွန့်စားမှုအတွက်နေရာပေးပါတဲ့။ကိုယုံကြည်မှုရှိခြင်းကိုယုံကြည်မှုရှိဖို့အတွက်အမြဲပြင်ဆင်မှုလုပ်ထားဖို့အခွင့်အကောင်းများကိုလက်ခံဖို့အတွက်အကြံဉာဏ်ပေးထားတယ်။ဒီစာအုပ်ကို review ပေးရမယ်ဆိုရင်တော့ဒီစာအုပ်မှာဆိုရင်မင်းမရဲ့ဘဝဇာတ်ကြောင်းဟာမိသည့်အသက်အရွယ်မိသည့်အခြေအနေတွေမှာဆိုဘဝကိုပြန်လည်စတင်လာခဲ့ပုံတွေလက်တွေ့ကြတက်တည်ပြထားပုံတွေအရေးသားကောင်းဝင်မှုကြောင့်ဒီစာအုပ်ကစာဖတ်သူကိုစိတ်သက်ခွင့်အားတွေပေးနိုင်တဲ့အပြုသဘောဆောင်တဲ့စာအုပ်တုံးလို့ဆိုချင်တယ်ဒီစာအုပ်ထဲမှာဆိုမိမကသူမရဲ့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေစင်ကယ်မာသားဘဝနဲ့ရုန်းကန်ခံရမှုတွေငွေကြေးချို့တဲ့မှုတွေအိမ်တွင်းအကြမ်းဖက်မှုတွေကိုဖုံးကွယ်မထားပဲပွင့်လင်းစွာပြောပြထားခြင်းကစာဖတ်သူတွေနဲ့ပုံမူမိသက်စီတွေလို့ခံစားရတယ်ပြီးရင်ဒီစာအုပ်ကိုဖတ်ရတာပုံမူအဓိပ္ပာယ်ရှိစေတယ်လို့ခံစားရစေတယ်ဒီစာအုပ်ကိုဖတ်လိုက်တဲ့အခါမှာမိမရဲ့စိတ်တဲ့ကြံ့ခိုင်မှုတွေမလျှော်သောဇွဲလုံးသားနဲ့ခက်ခဲမှုများကိုကြော်လွှားနိုင်စွမ်းတို့က
စာဖတ်သူကိုအထူးသဖြင့်ဘဝမှာစိန်ခေါ်မှုများတွေရင်ဆိုင်နေရတဲ့စာဖတ်သူများအတွက်လုံခြုံမှုဖြစ်စေတယ်။စာအုပ်ပါအကြံဉာဏ်တွေကအယူအဆပိုင်းတက်တက်မဟုတ်ပဲသူမရဲ့လက်တွေ့ဘဝဇာတ်ကြောင်းနဲ့ပေါင်းစပ်ရေးသားထားတဲ့အတွက်ကြောင့်ပုံမလက်တွေ့ကြပြီးမှတ်သားရလွယ်တယ်။ဒီစာအုပ်ထဲမှာဆိုရင်သူမရဲ့အလုပ်ကြိုးစားမှုကျမ်းမာရေးကိုဂရုစိုက်မှုမိသားစုကိုလမ်းပြပေးပုံနဲ့အသက်အရွယ်နဲ့လမ်းရောညီထွေစွာနေထိုင်ပုံတို့ကအကြံဉာဏ်များကမိသူအတွက်မဆိုရင်စာဖတ်သူတွေအတွက်အသုံးဝင်တယ်။ A Woman Made a Plan အာကမိန်းမဆိုတဲ့စာအုပ်ကအထုပ်ပတိတွေကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဘဝလမ်းညွှန်စာအုပ်တွေကိုကြိုက်နှစ်သက်သူတွေအတွက်အလွန်ကောင်းမွန်တဲ့စာအုပ်တစ်ဖြစ်တယ်လို့ review ပေးကြပါတယ်။အဓိကဒီစာအုပ်ရဲ့ပေးခြင်းတဲ့ message ကတော့တင်းရဲ့ဘဝအဖြစ်ပြက်မှုအားလုံးကိုထိန်းချုပ်၍မရဘူး။ပျော်ရွှင်ချမ်းသာသောဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ရန်တင်းမှာအစီအစဉ်တစ်ခုဆွဲရမယ်ဆိုတာပဲဖြစ်တယ်။အထူးသဖြင့်ဘဝတွင်နောက်တစ်ကြိမ်ပြန်လည်စတင်ရန်စိတ်အားထက်သန်နေသူတွေဒါမှမဟုတ်အသက်အရွယ်ကန့်သက်ချက်များအပေါ်စိုးရိမ်နေသောအမျိုးသမီးများအတွက်ဖတ်ရှုသင့်တဲ့စာအုပ်တော်လို့ review ပေးခြင်းပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နောက်လည်းဘလို့စာအုပ်မျိုးတွေကို summary review တွေပေးသွားမယ်ဆိုတာကိုစောင့်ကြည့်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့အထူးမေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။